က်စာရဲ့ အိုက်စာငါကြီးရဲ့ဒီနေ့ဦးမွန်းချင်ချင်းချက်မယ်ပြဝတ်သားလေးရက6လေးရလေးနွားနှုတ်ခဲလေးရလေးအဲ3လုံးထင်ချက်လေဒီကုန်လုံးလေနွားနှုတ်ခဲရ6ခဲဒါဝတ်သားလေးလုံးထားတာလေးပြီးစိမ့်ထားတာအဲဒီက3တက်လီတက်လောက်စီးပြီးရေးစိမ့်ထားရအဲ့ဒါတက်တယ်ပါဒါဝတာ